ဆိုလို့ရှိရင်ခုနကတော့DC ပေါ့နော် 1DC 1DC 2DC နဲ့လုပ်ပြီးပြီဆိုရင်နောက်ထပ်နှစ်ချိန်တက်လိုက်မယ်ပြီးတော့ဆိုလို့ရှိရင်တစ်ပေါက်ကိုတစ်ခုနဲ့သုံးပေါက်ဒီတစ်ပေါက်မှာကနှစ်ခု2DC ကိုလိုချင်တဲ့ခေါင်းအဝိုင်းစိုက်အတိုင်းတိုးရပါမယ်ဆိုတော့ဒီမှာဆိုတော့တစ်ပေါက်ကိုနှစ်တိုင်းစီနောက်ပြီးတော့တစ်ပေါက်တစ်တိုင်းနောက်တစ်ပေါက်ကနှစ်တိုင်းတစ်နှစ်နောက်ပြီးတော့နှစ်နော်တစ်ပေါက်စီတစ်တိုင်းနဲ့နောက်တစ်ခုကနှစ်တိုင်းအခုကတော့တစ်ပေါက်ကိုတစ်တိုင်းနဲ့တော့နှစ်နောက်တစ်ခုဆိုလို့ရှိရင်တစ်ပေါက်ကိုတစ်တိုင်းနဲ့4နှစ်လို5နှစ်နောက်ပြီးတော့နောက်တစ်ဆင့်ဆို5ကိုနောက်တစ်ပေါက်မှာ2ခုနောက်တစ်ခါဆိုရင်6နှစ်လိုမျိုးကိုလိုချင်တဲ့လောက်အဝိုင်းပေါ့နော်ကိုလိုချင်တဲ့လောက်အဝိုင်းကိုဆက်ပြီးထိုးသွားလိုက်ပါဒီလေးကိုထုတ်ဖြစ်တဲ့အတွက်ကိုကတော့ဒီမှာလေးတစ်ခုကိုတစ်ပေါက်စီနဲ့4ခုပြီးရင်2ခုပေါ့နော်4နှစ်အားလေးထိုးပြီးတော့သူ့ရဲ့ခေါင်းဆိုင်ပေါ့နော်သူ့ခေါင်းဆိုင်လေးကိုတစ်စင်လောက်ကြည့်ထားပါတယ်1 2 3 4 5 6တန်းရှိပါတယ်ဒါကိုအနာလေးလုပ်မယ်ပေါ့နော်ဒီနှစ်ချိန်တူလုပ်လိုက်မယ်ပြီးသွားရင်တိုင်ရှိကိုပဲဒီလိုမျိုးကြားတွေပေါ့နော်ဒီကြားတွေကိုထည့်ပြီးတော့တိုင်ရှိထိုးပါမယ်နောက်ဘက်ကိုထိုးမယ်ပေါ့နော်အလိုမျိုးပဲတစ်ပေါက်တစ်တိုင်းလုံးနဲ့ထိုးသွားပါမယ်နော်အပြည့်ဒီထိထုံးမယ်နော်ဒီမှာပေါ့နော်ဒီအနောက်ကနေပြီးတော့ထိုးပြီးသွားပြီးတော့တတန်းရပြီဆိုရင်ဒီလိုမျိုးလေးဖြစ်သွားပါမယ်ပြီးရင်ဒီလိုမျိုးရှိဖို့အတွက်ကိုဒီပေါ့နော်နားလေးအတွက်ကိုချိန်တူပြီးသွားရင်ပုံမှန်အတိုင်းတစ်ပေါက်ကိုတိုင်ရှိတစ်တိုင်းစီနှုံးလေးထိုးသွားပါမယ်အဲဒီမှာလေကိုလိုချင်တဲ့လောက်အတန်းလေးထိုးဖို့နော်
ကိုလိုချင်တဲ့လောက်ရှည်လေးထိုးလို့ရပါတယ်ဒါတော့ကလေးလေးအတွက်ထိုးရဆိုတော့သူစိုက်တယ်လေးပဲပေါ့နော်ကိုလိုချင်တဲ့လောက်ရှည်လေးဆက်ပြီးထိုးသွားပါမယ်နော်